twine ဖို့ Odyssey position တော့တင်လာနေပြီဒါမှမဟုတ် Forza အနေနဲ့တော့ပြန်ထောက်ဖို့တော့ကြိုးစားမယ်ဒါပေမဲ့လွယ်တော့မလွယ်ဘူးပြကျွန်တော်တို့နည်းနည်းလေးနောက်ကျသွားမလား Welter ရောက်လာခဲ့ပေမဲ့လည်းမရတော့ဘူးခုကတန်းထောက်ထားတဲ့ကြားမှာတော့ Welter ထပ်မသေးဆုံးရှင်းမှာဝင်သွားခဲ့တဲ့အချိန်တစ်ခုမှလည်း Ace နောက်တစ်ကောင်လိုက်ဝက်ထပ်ပေးအောင် အေးထားနေပဲဘိုးရဲတစ်ကောင်တော့ရလိုက်တယ်နော်မကန်ပြန်ရောက်လာပြီဗျ5 flicker သုံးပြီးတော့ပြန်ပတ်လို့ကန်အနေနဲ့ကလည်းသူ့နေ dash ပြန်သုံးဖို့တော့လိုရတယ်ခွန်း sacrifice ပြီးတော့ပဲပြေးဝင်သွားခဲ့တဲ့ကြားထဲမှာ feather air strike မှာပြန်သုံးလိုက်နေပဲ demonic force အကောင်ဆုံးတောင်းခံလိုက်လို့နဲ့နောက်ဆုံးတော့သူကိုယ်တိုင်ပြန်ပြီးတော့ပေးဆက်လိုက်ရပြီဖြစ်ပါတယ် လမ်းရဲ့ damage တွေဒီလေဒီချိန်မှာမလွယ်တော့ Guardian အပျော်တန်းတော့ဖြစ်သွားခဲ့ပြီဟိုးနောက်မှာလည်းကျွန်တော် Spichudio အိမ်မချိုးသားနေနေပဲ Ace ကြောက်မလား Spichudio ပြန်တော့ပြခွဲထားတယ်လောက်ရ dimension နဲ့ဝင်လာပြီဖိုရဲမှာလက်ထောက်ထားနေနေပဲ3ယောက်လုံးထက်ကြနေတဲ့အနေထားတစ်ခုမှာတော့ DGU တသင်းလုံး base ထဲမှာ lock ခံထားပြီဗျာဆိုတော့ mid lane မှာ mega ရှိရတယ်မရှိတော့ Kufra Traravat Trare အကောင်းဆုံးလုံးပြနေမှာ rotation despite မှာ 2 mid down နောက်မှာ Ace ကမှထပ်ပြီး electrify beach နေငန်လာပြီ Walter dash ကြားထဲမှာတော်ပြစ်တဲ့ damage တွေကန်ပြန်လဲပြီးတော့ကြာရှုံးလို့သွားနေပါ one for 4 trade ဆိုတဲ့အနာတစ်ခုမှာ mid sea ဒီသရောချိုးဖို့တော့4ယောက်နဲ့ attack တစ်ခုထပ်မှတ်ပြီးတော့လောက်ရပါအောင်မယ်ဗျာကဲ4ယောက်နဲ့ထပ်မှလည်း Welter ထပ်မထိန်ချုပ်ခံနေရရင်ပဲ white out ဆိုတဲ့ position တစ်ခုမှာတော့ Metasi MSN ရဲ့ကျွန်တော်တို့အမြန်ဆုံးပွဲတစ်ခုအဖြစ်နဲ့ပဲ6မိနစ်နဲ့ပွဲကိုအမ်းမှုကြိုးစားနေခဲ့ပြီဗျာ6မိနစ်နဲ့10 second 17 second မှာတော့ပွဲကိုအမ်းလိုက်ပြီဖြစ်ပါတယ်ကို